အားလုံးမင်္ဂလာပါစာဘိုဘင်္ဂလီ channel မှာကြိုဆိုပါရစေလွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းကကဘာကြီးရဲ့တစ်ဖက်ခြမ်းမှာစက်မှုလက်မှုတွေအစမတန်တိုးတက်လာပြီးလူတွေကရုပ်ဝတ္ထုပစ္စည်းတွေနောက်ကိုပဲယူယူမူမူလိုက်နေကြတာပါအဲ့ဒီချိန်မှာလူငယ်တွေကဒါကတကယ်လွတ်လပ်မှုမဟုတ်ဘူးဆိုပြီးဝิญဉ်ရေးရလွတ်လပ်မှုကိုစတင်ရှာဖွေခဲ့ကြရတာနေဒီနေ့အထိကမ္ဘာတမိုင်းရဲ့အစိတ်အပိုင်းတစ်ခုဖြစ်နေတဲ့ hippie လှုပ်ရှားမှုကြီးမြစ်ဖျားခံခဲ့တာပေါ့တဘာဝတရားနဲ့ငင်းချမ်းရေးကိုမျက်နှိုးသူများအစင်လာဟောင်းတွေကိုတောင်းလိုက်ခြင်းတဲ့အဲ့ဒီလူငယ်တွေဟာမြို့ပါရဲ့အပြိုင်ဆိုင်တွေကိုစွန့်ခွာပြီးတဘာဝတရားရဲ့ရင်ခွန်းတဲ့ကိုတိုးဝင်ခဲ့ကြပါတယ်ပွဲတွေရဲ့ရက်စမှုကိုငင်းချမ်းရေးပန်းကလေးတွေနဲ့တွန့်ပြန်ခဲ့လို့သူတို့ကိုပန်းကလေးတွေရဲ့သားသမီးတွေလို့လဲတင်စားခေါ်ဝေါ်ခဲ့ကြတာပါသူတို့ရဲ့ဝတ်စားဆင်မြင်မှုကလည်းစနစ်ကိုဆန့်ကျင်တဲ့သင်္ကေတတစ်ခုပါပဲခြေသားပေါ်ပွားတွေကိုယ်တိုင်ဆေးသိုးထားတဲ့အဝတ်အစားတွေသပင်အရှိကြီးတွေနဲ့လက်လုံလက်ရတနာတွေကသူတို့ရဲ့အမတ်အသားတွေဖြစ်ခဲ့တာပေါ့စူပေါင်းနေထိုင်မှုနဲ့စားတောက်မှုပုံစံသူတို့ဟာမိသားစုဆိုတဲ့ဘောင်ကိုကြော်ပြီးအများပိုင်စနစ်နဲ့စူပေါင်းနေထိုင်ခဲ့ကြပါတယ်။အစားအစာနဲ့အသုံးဆောင်တွေကိုအတူတူမျှဝေသုံးစွဲသလိုတဘာဝပတ်ဝန်းကျင်ကိုမထိခိုက်အောင်အသားရှောင်တာတဘာဝအတိုင်းစိုက်ပျိုးတဲ့ဟင်းဒီဟင်းရွက်တွေကိုစားလာမျိုးတွေပြုလုပ်ခဲ့ကြပါတယ်။ဒီအလေးအထတွေဟာနောက်တစ်ချိန်မှာကမ္ဘာတဝန်းလုံးကကြားမာရေးနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာတွေဖြစ်လာခဲ့တာပါ။ဂီတနဲ့အရှိတိုင်းစီကအဖြစ်ဂီတဆိုတာသူတို့ရဲ့စိတ်ဝိညာဉ်ကိုထိန်းချောင်းပေးတဲ့အရာပါပဲဂီတသချင်းစာသားတွေကနေသစဉ်လူမှုရေးမတရားမှုတွေကိုဖော်ပြခဲ့ကြပြီးတိမ့်ချီစုဝေးတဲ့ဂီတပွဲစော်ဒီမှာစီလုံးမှုကိုပြသခဲ့ကြပါတယ်ဒါအပြင်သူတို့ဟာအတွင်းစိတ်အေးချမ်းမှုကိုရှားဖို့အနောက်တိုင်းရဲ့ရုပ်ဝတ္ထုဝါဒကိုကြောခိုင်းပြီးအရှိတိုင်းစီကိုကုန်းချောင်းခရီးတွေထွက်ခဲ့ကြပါတယ်ဒီခရီးစဉ်တွေကနေတစဉ်ခရီးသွားလမ်းညွှန်စာအုပ်တွေပေါ်ပေါက်လာပြီးကမ္ဘာကြီးကိုတရွာတဲ့အဖြစ်မြင်အောင်လမ်းစာခေါ်ပေးခဲ့တာပါအမောင်ဘချမ်းနေလက်တွေ့ဘဝဒါပေမဲ့အကန့်အသတ်မဲ့လွတ်လပ်မှုကိုရှာအင်းနဲ့စီကံမရှာတာတွေမူရေးစေးအလွဲသုံးတာတွေနဲ့လိမ်ပိုင်းဆိုင်ရာလွတ်လပ်မှုတွေကြောင့်နောက်ဆက်တွဲလူမှုရေးပြဿနာတွေလည်းပေါ်လာခဲ့ပါတယ်။ရီကွန်ရင်အိမ်မတ်တွေဟာလက်တွေ့ဘဝရဲ့ကြမ်းတမ်းမှုအောင်မှာတဖြည်းဖြည်းပျောက်ကွယ်ခဲ့ရတာပေါ့။နီးပညာပေါ်လွှမ်းမိုးမှုနဲ့ယနေ့အခြေအနေအန်အော်စီယာကောင်းတာကဟစ်ပီတို့ရဲ့စီးစင်ကိုဖောက်ထွက်ခြင်းတဲ့စိတ်ဓာတ်ကနီးပညာလောကရဲ့ထိပ်တန်းတီထွင်သူတွေပေါ်လွှမ်းမိုးပြီးဒီနေ့ကွန်ပျူတာနဲ့ IT နီးပညာတွေရဲ့အခြေခံအတွေးခေါ်တွေဖြစ်လာခဲ့တာပါဒါပေမဲ့ကာလတွေကြာလာတော့ဒီတော်လိုင်းဤယဉ်ကျေးမှုကအရင်းရှင်စနစ်ရဲ့ဝါမျိုးလိုက်ကိုခန်းလိုက်ရတာပေါ့ဒီနေ့ခင်မှာတော့ hippie ဆိုတာထက်ဘလော့ဂါတွေ influencer တွေရဲ့အသုံးချခံနေရတော့ပါတယ်စင်မန်နဲ့ဟီပီစိတ်ဓာတ်ကိုရှာဖူးခတ်လာပေမဲ့သူတို့စိုက်ပျိုးခဲ့တဲ့တဘာဝကိုချစ်တဲ့စိတ်နဲ့ငြိမ်းချမ်းကြီးကိုလိုလားတဲ့စိတ်တို့အခြားသူတွေကိုလေးစားတတ်တဲ့အလေးထားတွေကတော့ကဘာမြေနစ်လိုလှုပ်ရှားမှုတွေမှာရှင်သန်နေစေပါပဲဟီပီယဉ်ကျေးမှုဆိုတာလူသားတွေရဲ့လွတ်လပ်လို့တဲ့စန္ဒနဲ့တဘာဝတရားကြားမှာမျှတစွာနေထိုင်လို့တဲ့စိတ်ဓာတ်ကိုထာဝရဖော်ပြနေတဲ့က
ကမ္ဘာအမိအဝတ်တစ်ခုပဲဖြစ်တာပါဗျာ မိမိခံစားချက်လေးတွေရေးပို့ချင်တာဖြစ်ဖြစ်သတင်းဝီသတင်းထူးလေးတွေပေးပို့ချင်တာဖြစ်ဖြစ်စာပို့ပြီးကလေးကိုပေးပို့နိုင်ပါတယ်